အားလုံးပဲမင်္ဂလာပါကျွန်တော်ဒေါက်တာဦးຫນွေပါဒီနေ့ကတော့ဩဂုတ်လ20ရက်နေ့ဖြစ်ပါတယ်မနေ့ကအထိတော့ရန်ကုန်မှာ1ပြက်1ရှော့လူနာပေါင်း600ရှိနေပြီလို့စစ်တပ်လက်အောက်ခံစေယုံတရုံရဲ့တာဝန်ရှိသူတယောက်ကပြောထားတာပါဆိုတဲ့သတင်းကိုလူလူຫນွေဦးမှာကျွန်တော်ဖတ်လိုက်ရပါတယ်စစ်တပ်ရဲ့ရန်ကုန်တိုင်းအစိုးရလူမှုရေးဝန်ကြီးကလည်းလွှတ်တော်ထဲမှာပြောခဲ့တာဩဂုတ်လ16ရက်နေ့အထိကို900ရှိပြီလို့ပြောတာလည်းသတင်းမှာပါလာတာတွေ့ပါတယ်ကာလာဝမ်ယောဂပိုးတွေ့လူနာပေါင်းကလည်း140ကျော်ပြီလို့ပြောထားတာတွေ့ပါတယ်။ဒီနေ့အထိလည်းမထိန်ချုပ်နိုင်သေးပါဘူး။ဒီတော့သတိပေးချင်တာလေးတွေရှိလို့ဒီဗီဒီယိုလေးကိုကျွန်တော်လုပ်တာဖြစ်ပါတယ်။ဒီဗီဒီယိုမှာကာကွယ်ခြင်းနဲ့ကုသခြင်းအပိုင်းကိုအဓိကထားပြီးပြောပြမှာဖြစ်ပါတယ်။အားလုံးလည်းသိပြီးကြပြီးဖြစ်နေမှာပါ။နံပါတ်1ပြောချင်တဲ့အပိုင်းကတော့အစားအစာပါ။ပူနွေးနွေးစားရမယ်ဆိုတာတော့သိပြီးကြပြီးဖြစ်မှာပါ။ဒါပေမဲ့လည်းပူနွေးနွေးစားဖို့ဆိုတာတက်ကိုကျွန်တော်ပြောချင်တာကယေစုအမှတ်မှာအချိန်ကြာကြာချက်ပြုတ်ထားတဲ့အစားအစာကိုပဲစားပါမိုးဟင်းကစားမယ်ဆိုလို့ရှိရင်မိုးဟင်းကဟင်းရီကယေစုအမှတ်မှာချက်ပြုတ်ထားပေမဲ့လည်းအဲ့ထဲမှာထည့်စားတဲ့မုတ်ဖက်ကတော့ဟင်းရီပူယုံလောက်မှထည့်စားတာဖြစ်တဲ့အတွက်ကြောင့်မလို့ယောဂပိုးပါမယ်ဆိုရင်ပိုးကမတည်သေးပါဘူးအဲ့ဒီပိုးကိုတေအောင်ပြုတ်မယ်ဆိုလို့ရှိရင်လည်းစူပွက်နေတဲ့ယေစုအမှတ်မှာတော့9မိနစ်ကနေ10မိနစ်လောက်ထားပြီးပြုတ်တော့မှသာအစိတ်ချရမှာပါပြီးတော့တောက်ရည်ပေါ့နော်တောက်ရည်ကတော့ရေကျဲအေးစူပွက်နေအောင်ကြိုထားတဲ့ရေကိုပြန်ပြီးအေးခံတဲ့ရေကျဲအေးရေနွေးတောက်လို့ရပါတယ်ရေတန်ဘူးဝယ်တောက်မှမဟုတ်ပါဘူးနောက်တစ်ခုရှိတာကထဲတောက်မဲ့ခွက်ကလည်းတန့်ရှင်းဖို့လိုပါတယ်ဆက်ပြားနဲ့တတိတခြားစေးကြောတန့်စင်ထားတဲ့ခွက်ဖြစ်ဖို့လိုပါတယ်အစားအစာတွေတောက်ရည်တွေကတော့လူရဲ့တတိရှိကြမှာပါနောက်ထပ်တတိမရှိတဲ့တတိလွတ်သွားနိုင်တဲ့နေရာလေးတစ်ခုကိုကျွန်တော်ပြောပြပါမယ်အဲ့ဒါကတော့3ရည်ပါအဲ့ဒါကကျွန်တော်တို့သွားတိုက်တဲ့အချိန်မှာသွားတိုက်တဲ့ရေကိုရေကျဲအေးသို့မဟုတ်ရေတန့်ကိုသုံးပေးပါဆိုတာကိုပြောချင်ပါတယ်အဲ့ဒီနေရာလေးကသတိလက်လွတ် miss ဖြစ်တတ်ပါတယ်နောက်တစ်ချက်ထပ်ပြောချင်တာကဝမ်းစာလျှောပြီးဆိုတာနဲ့တက်စားရည်ကိုတောက်ပေးပါတက်စားတုပ်တွေကလက်ရှိမှာဈေးတအားကြီးနေတာရဲ့ပြီးလို့ရှိရင်ဝမ်းစာလျှောတဲ့အချိန်မှာအလွယ်တကူမရှိနေဘူးဆိုလို့ရှိရင်အိမ်မှာရှိတဲ့ရေကျဲအေးစားနဲ့တကြားနဲ့ကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ guideline နဲ့အညီဘယ်လိုပြောရမလဲဆိုတာကျွန်တော်ပြောပြပါမယ်ရေကျဲအေး1လီတာမှာကျွန်တော်တို့အိမ်သုံးစားကိုပြည့်ရဖြော်တဲ့ဇွန်းအသေးနဲ့စားအုပ်တစ်ဝက်ထည့်ပါတကြားကိုတမင်းစားတဲ့ဇွန်းအကြီးနဲ့6ဆုံးထည့်ပါ